ကိုကြီးရိုနယ်ဒိုဇုံတွဲခုတ်ခဲ့တဲ့ချစ်သူရီးစားများကိုကြီးရိုနယ်ဒိုဆိုတာဘောလုံးစကေးပိုင်းမှာလူတိုင်းကြားကြတဲ့ကစားမဖြစ်ပြီးတော့ရိုးရည်ယူပကာပိုင်းမှာတော့ပြုံးမီတိုင်းကျွေးစင်းရတဲ့သူဖြစ်ပါတယ်ရိုးရည်နေမကခန္ဓာကိုယ်ဒီဆောက်ပုံပိုင်းမှာလည်းမေခလာချင်းတဲ့ကလိုအရက်က6ပြီးကြွက်သားတုတ်ခိုင်ခန္ဓာကိုယ်အချိုးစားကြည့်လေမိုက်လေဆိုတာမျိုးပါဒါကြောင့်ကိုကြီးနဲ့တွဲနေကြတဲ့မိန်းမလားလေးတွေကလည်းအများပြားရှိခဲ့ကြပါတယ်ကိုကြီးကသူ့ရဲ့တက်တန်းတစ်လျှောက်တွဲခဲ့တဲ့မိန်းကလေးများစွာရှိပြီးဒီဗီဒီယိုထဲမှာတော့ရိုနယ်ဒိုနဲ့တွဲခဲ့မှုတွေမိန်းကလေးတွေဖော်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဂျော်ဒါနာဂျာဒန်ရိုနယ်ဒိုဘောလုံးသားစတင်ဖြစ်ခဲ့ချိန်မှာတွဲခဲ့တဲ့သူကဘရာဇီးမော်ဒယ်ဂျော်ဒါနာဂျာဒန်ဖြစ်ပါတယ်သူကရိုနယ်ဒိုရဲ့စပိုတင်းလစ်ဘွန်အသင်းပေါ်မာရီယိုဂျာဒန်ရဲ့ညီမပါမာရီယိုမိတ်ဆက်ပေးမှုကနေရိုနယ်ဒိုနဲ့ဂျော်ဒါနာတို့တီးခဲ့ကြပါတယ်နောက်ပိုင်းမှာတွဲပြစ်သွားတာပါဒါပေမဲ့သူတို့ဒိတ်တဲ့ကာလအချိန်ခဏလေးဖြစ်ခဲ့ပြီးတော့ရိုနယ်ဒိုမန်ယူနိုက်တက်စီပြောင်းရွှေ့ခဲ့ခြင်းနဲ့တူပြတ်သွားခဲ့ပါတယ်နံပါတ်2ဂျမ်မာကင်ဆန်ယူနိုက်တက်မှာကစားနေချိန်ရိုနယ်ဒိုကအင်္ဂလိပ်မင်းသမီးတူဖြစ်တဲ့အကင်ဆန်နဲ့ဒိတ်ခဲ့ပါသေးတယ်ဆိုပါချိန်မှာနှစ်ဦးစလုံးကစားတင်နာမည်ကြီးနေချိန်ဖြစ်တာကြောင့်မီဒီယာတွေထပ်မှာဟိုးလေးကျော်ဖြစ်သွားခဲ့သေးတာပါအဲ့ဒါငွေကြီးပိုင်းပြဿနာနဲ့သူတို့နှစ်ဦးရွှေလက်တွဲမမြဲခဲ့ကြဘူးလို့သိရပါတယ်နံပါတ်3 Paris Hilton နောက်9ခုနှစ်မှာရိုနယ်ဒိုကရီယယ်မက်ဒရစ်စီကိုယူနိုက်တက်ကကနေပြောင်းရွှေ့သွားခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးကစားမဖြစ်နေမို့လို့ရိုနယ်ဒိုနားမှာပြိုမလီတွေဝိုင်းနေခဲ့တာပါစပိန်မှာရိုနယ်ဒိုကဟောလိဝုဒ်နာမည်ကြီးတရုတ်ဆောင်လည်းဖြစ်အဆိုတော်လည်းဖြစ်တဲ့ Paris Hilton နဲ့တွဲခဲ့ပါတယ်ပါတီတွေတူသွားခဲ့ကြပြီမဲ့သူနဲ့လည်းမကြခဲ့ပါဘူးနံပါတ်4 Kim Kardashianအခုတည်းက Kardashian ရိုနယ်ဒိုရဲ့ပွဲတွေကိုသွားကြည့်နေတော့ပါပဲသူတို့တွဲပြခဲ့တာက Kardashian စပိန်ကိုရုပ်ရှင်ရိုက်ဖို့သွားစဉ်ကတွဲခဲ့တာပါသူမကရိုနယ်ဒိုရဲ့မက်ဒရစ်မြို့ကအင်ကို3ရက်ထိအလဲသွားခဲ့ပြီးပါတယ်ဒါပေမဲ့ကြာတွဲခဲ့တာတော့မဟုတ်ပါဘူးနောက်ပိုင်းမှာတော့ Kardashian ဟာ Kanye West နဲ့လက်ထပ်သွားခဲ့ပါတယ်နံပါတ်5 Irina Shayk ရုရှားစူပါမော်ဒယ် Irina Shayk ကတော့ရိုနယ်ဒိုတွဲခဲ့တဲ့နေရာတွေမှာအဟော်ဆုံးလို့ဆိုလို့ရကောင်းရမှာပါနောက်10ခုနှစ်မှာစထိတ်ခဲ့ကြဖြစ်ပြီးတော့သူတို့နောက်တော်တော်လေးအချိန်ကြာခဲ့ပါသေးတယ်စစ်ပေါင်း9နှစ်ထိလောက်တွဲခဲ့ပြီးတော့2015မှာပြတ်သွားခဲ့တာပါအဲ့ဒီမှာ Irina Shayk ကသူ့ကိုရိုနယ်ဒိုရဲ့ကောင်မလေးမျိုးလို့လူသိများနေရဆိုရင် unfollow လုပ်ဖို့ပြောခဲ့ပြီး Instagram မှာ follower ထိုးဆင်းသွားခဲ့ပြီးပါတယ်ရိုနယ်ဒိုနဲ့လမ်းခွဲပြီးတဲ့နောက်သူမ Bradley Cooper နဲ့တွဲခဲ့ပါတယ်နံပါတ်6 Desiree Cordero စပိန်မော်ဒယ် Desiree Cordero နဲ့လည်းရိုနယ်ဒိုခဏတွဲလိုက်ပါသေးတယ်သတင်းတွေရတော့သူမနာမည်ကြီးချင်လို့ရိုနယ်ဒိုနဲ့တွဲတာပါဆိုပြီးတော့ဖော်ပြခဲ့ကြတာပါရိုနယ်ဒိုနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့သူမဂျွာကွင်းကိုရီးယားနဲ့ဆက်ပြီးတော့တွဲခဲ့ပါသေးတယ်နံပါတ်9 Georgina Rodriguez ရိုနယ်ဒိုရဲ့လက်ရှိချစ်သူလည်းဖြစ်သူ Georgina 2019ခုနှစ်တည်းကစပြီးတော့တွဲခဲ့ကြတာပါGeorgina ရိုနယ်ဒိုနဲ့မတွေ့ခင်က Gucci ဆိုင်မှာစီးမလုပ်နေခဲ့တာလို့ဆိုပါတယ်Georgina ရိုနယ်ဒိုရဲ့အချစ်ဆုံးဖြစ်ပြီးတော့လက်ထပ်ဖို့ရည်စူးထားကြတယ်လို့လည်းသိရပါတယ်သူမရိုနယ်ဒိုအတွက်အငယ်ဆုံးကလေးလေးနှစ်ယောက်ကိုလည်းကိုယ်တိုင်မွေးပေးထားတာပါရိုနယ်ဒိုအနာဂတ်မှာGeorginaကိုလက်ထပ်ဖို့ရွေးထားလည်းဖြစ်ပါတယ်